အလီနဲ့ဝူဖတ်ထားတဲ့ဓာတ်ပုံကိုရှင်းယူမြင်တဲ့အခါအယမ်းမနာလို့ဖြစ်ပြီးဒေါသထွက်သွားပါတယ်ဝူအိမ်ပြန်ရောက်တော့သူမကလည်းနောက်တစ်ခါအခြားမိန်းကလေးနဲ့နီးနီးကပ်ကပ်တွေ့ရင်ရော်ကြီးတောင်းမယ်လို့သတိပေးပါတယ်ဝူကတော့အံ့ဩပြီးရင်နေမိပါတယ်အကြောင်းကတော့ရှင်းယူဟာတဖြည်းဖြည်းသူ့ကိုတကယ်ချစ်လာနေပြီဆိုတာသိသွားလို့ဖြစ်ပါတယ်နောက်တစ်နေ့မှာရှင်းယူအတွက်စိုးရင်စရာသတင်းတစ်ခုရရှိပါတယ်မာလင်ကရန်ရှင်ဟာကုမ္ပဏီရဲ့ရှယ်ယာတွေပုံမဝယ်ယူထားပြီးလာမဲ့ဒရိုက်တာမီတင်မှာအစုရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်လာနိုင်ကြောင်းပြောပါတယ်အဲ့ဒီလိုဖြစ်သွားရင်ရန်ရှင်ကကုမ္ပဏီဥက္ကဋ္ဌရာထူးကိုလူယူနိုင်မှာဖြစ်ပါတယ်ရှင်းယူကရန်ရှင်ဟာမတမာတဲ့နည်းလမ်းတွေအသုံးပြုခဲ့တယ်လို့ယုံကြည်နေပါတယ်ရှင်းယူကရန်ရှင်ကိုတွားတွေ့ပြီးဓာတ်ရိုက်ရင်ဆိုင်ပါတယ်ရန်ရှင်ကတော့အရှက်မရှိစွာနဲ့ဒရိုက်တာမီတင်အတွက်ပြင်ဆင်နေပြီးရှင်းယူရဲ့ထိုင်ကုန်မှာတော့ဝင်ထိုင်ထားပါတယ်တစ်ဖက်မှာတော့ဝူကရှင်းယူကိုကူညီဖို့စတင်လှုပ်ရှားပါတယ်သူဟာရှင်းချန်ချန်ထားခဲ့တဲ့ Safe Deposit Box ကိုဖွင့်ပြီးအရေးကြီးစာရွက်စာတမ်းတွေရှာဖွေပါတယ်အဲ့ဒီထဲမှာကုမ္ပဏီရဲ့အကြီးဆုံးရှယ်ယာရှင်အမှန်တကယ်ဘယ်သူလဲဆိုတဲ့အထောက်အထားတွေရှိနေပါတယ်ဒရိုက်တာမီတင်စတင်တဲ့နေ့မှာရှင်းယူကစိုးရိမ်နေပါတယ်